သူအခုတလောမကြအရာလုံးကလေးလံနေတယ်လို့ခံစားပုံရတယ်မှန်တော့မကြမဟုတ်ပါဘူးအချိန်နဲ့နှီးပါတော့ပါသူကဖြစ်ခဲ့တာတွေနောင်တရနေပြီးမဖြစ်လာသေးတဲ့အရာတွေကိုတွေးဖို့နေနေတာပေါ့သူသွားနေကြအဲ့ဒီနေရာစာအုပ်တွေအများကြီးနဲ့ပြည့်နေတာလေမကြခင်ဖယ်ထုတ်ခံရမယ့်စာအုပ်တွေနဲ့အသေးရောက်လာမယ့်စာအုပ်တွေပေါ့ဒါနဲ့တိကြလားစာအုပ်တော့ဘွားတစ်ခုမှန်တော့သူတို့ကတိတ်မခွာကြဘူးစာအုပ်တိုင်းမှာအတိတ်ရောအနာဂတ်ရောရှိတယ်ရေးပြီးသားပြန်ပြောင်းလို့မရတဲ့စာလုံးတွေငါကဖတ်ဒီတိုင်းပဲရှိနေမှာဇာတ်လမ်းအကြောင်းလားမဖတ်သေးတဲ့ chapter တွေနဲ့မရောက်သေးတဲ့အဆုံးသတ်တွေပေါ့ဘယ်လိုဖြစ်လေဒါဖတ်တဲ့သူပေါ်မှာမူတည်ပါတယ်သူကြိုက်ဆုံးဝတ္ထုတွေကိုခဏပြန်ဖတ်ပြီးကြိုက်တဲ့အခန်းတွေကိုပြန်ခန်းစားတယ်မကြိုက်တဲ့အခန်းတွေကိုခဏပြန်ပြစ်တင်နေရှိတယ်စာအုပ်တွေဖတ်ရင်လည်းအဆုံးသတ်အမြဲကြိုတည်ဖို့ကြိုးစားပြီးတော့ကြော်ဖတ်တာမျိုးလုပ်တတ်တယ်ဒါပေမဲ့ဒီနေ့ဒီခိုက်တက်မှာသူတတိထားဖို့မိနေတဲ့အရာတစ်ခုသူခံစားမိလိုက်တယ်။စာအုပ်တအုပ်ကိုပြေဝခံစားနိုင်မှုအဓိကကြတာလက်ရှိရောက်နေတဲ့စာမျက်နှာပေါ်ကဇလန်းပေါ်မှာအာရုံစိုက်ထားဖို့ပဲမဟုတ်လား။သူနားလည်လိုက်တာသူပြန်ဖတ်တိုင်းအားမရခဲ့တဲ့စာအုပ်တွေအဆုံးသတ်ကိုကြော်ဖတ်ခဲ့တဲ့စာအုပ်တွေတိုင်းဟာတရားရောရဲ့အတိတ်ဖြစ်နိုင်တယ်လို့အနာဂတ်လည်းဖြစ်နိုင်တယ်လေ။စာရေးဆရာမတွေကလည်းသူတို့ရဲ့စာအုပ်တွေကိုဘယ်သူတွေဖတ်မယ်ဘယ်ချိန်မှဖတ်ကြမယ်ဘယ်လောက်များဖတ်ကြမယ်မှန်းကြိုမသိခဲ့ကြဘူးလေဒါပေမဲ့သူတို့ရဲ့လက်ရှိချိန်ကိုပဲစိတ်နှစ်ပြီးတော့အကောင်းဆုံးရေးခဲ့ကြရမှာမဟုတ်လားတကယ်တော့ကျွန်တော်ဘွားရည်လည်းရေးပြီးသားစာအုပ်တော့လို့ပါပဲဘာဖြစ်ခဲ့လဲဆိုတာရေးခဲ့တဲ့ကျွန်တော်တို့ဖတ်ဖို့တဲ့လူကိုယ်တိုင်ပဲသိနိုင်တယ်လို့ခဏပြန်ဖတ်ပြီးပြစ်တင်နေဘာဖြစ်လာမလဲကိုကြိုသိအောင်ကြိုးစားကြတဲ့အခါခံစားမှခိုက်တဲ့အောင်နဲ့လွတ်သားကြရမှာဟုတ်လားသူကလက်ရှိခိုက်တဲ့လက်ရှိအချိန်လက်ရှိစက္ကန့်ရေးနေတဲ့စာကြောင့်ဖတ်နေတဲ့စာပိုက်လိုပဲအကောင်းဆုံးကြိုးစားပြီးအလှဆုံးရေးခြင်းခဲ့တယ်စိတ်နှင်းရင်းနဲ့ပြေဝခံစားပြီးဖတ်ခြင်းခဲ့တယ်အဲ့ဒါကြောင့်မှသူပြီးခဲ့တဲ့အခန်းတွေကိုပြန်ဖတ်နေတာရပ်လိုက်ပြီးတော့မရောက်သေးတဲ့အဆုံးသတ်ကိုလည်းကြော်ဖတ်ဖို့မကြိုးစားတော့ဘူးလက်ရှိရောက်နေတဲ့စာမျက်နှာအစာပိုက်ကိုပဲဖြည်းဖြည်းချင်းခံစားရင်ဖတ်သွားတော့မယ်လို့ဆုံးဖြတ်လိုက်တယ်ချိန်တွေကိုကျွန်တော်တို့မပိုင်ပါဘူးဒါပေမဲ့ဘယ်လိုကြော်ဖြတ်မလဲဆိုတော့ဆုံးဖြတ်ပိုင်မှုရှိပါတယ်